ဆောင်ရဲ့ထူးခြားချက်တစ်ခုကတော့ဒုတိယပလင်အကျယ်ကိုအလျား9ပေအပြည့်သွားထားတာပဲဖြစ်ပါတယ်ရှင်အလျား9ပေအပလင်အကျယ်ကြီးသွားထားတာဖြစ်တဲ့အတွက်ဖျားရုပ်ထုတွေအများကြီးပူဇော်ထားလို့ရတယ်အခုဆိုရင်ကျမအလဲမှာဆိုရင်ညံတော်12လက်မစကြင်ကြောက်ပူဇော်ထားတဲ့နေရာမှာညံတော်18လက်မညံတော်20လက်မအထိကိုပူဇော်ထားလို့ရပါတယ်ရှင်နောက်ပြီးတော့ဒီဘက်အကျယ်မှာလည်းပလင်ကြီးကဒီမှာအကျယ်ကြီးပဲကျယ်မှာသေးတယ်ဒီမှာညံတော်12လက်မစကြင်ကြောက်စင်းတို့တော်ပူဇော်ထားတယ်အခြားရုပ်ပွားတော်တွေကိုလည်းဒီဘေးနားမှာပူဇော်ထားလို့ရပါတယ်နော်သူရထူးခြားချက်လေးကတော့ဖျားရုပ်ပွားတော်တွေအများကြီးပူဇော်တဲ့ customer တွေအတွက်ဆိုရင်တော့ဒီဖျားဆောင်လေးကအထူးသင့်လျော်ပါတယ်ရှင်အလျား9ပေအနံ3ပေအမြင့်ကတော့9ပေခွဲကြော်နဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဖျားဆောင်ကြီးကအကြီးဆိုပေမဲ့အထက်မြင့်အလွယ်တကူအတင်ချပြုလုပ်နိုင်အောင်အပေါ်ပိုင်းကိုအပိုင်းတွေခွဲထားပြီးတော့အောက်ဗီဒီယိုတွေကိုလည်း3ပိုင်းခွဲပေးထားတာဖြစ်တဲ့အတွက်နေကားခွင်အကျယ်33လက်မရှိုံနဲ့လူချင်းမင်းတို့အိမ်အပေါ်ထိကိုတင်သွားနိုင်ပါတယ်ရှင်အကြောင်လေးကတော့ဘိုးဆန်းဆန်းအယောင်လေးဖြစ်တဲ့အပဲချင်းရောင်အပြောင်လေးကိုတုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဟောအပေါ်ကကြည့်မယ်ဆိုလို့ရှိရင်တော့ပန်းဆွဲကြကနုတ်လေးတွေထွင်းပေးထားပါတယ်ဒီအလဲမှာဆိုရင်လည်းပပုကနုတ်လက်ရာတွေကိုတတိတတိုင်းထည့်ပေးထားပါတယ်ရှင်အောက်ဘက်အပိုင်းမှာဆိုရင်ပွချမ်းလေးချမ်းပါဝင်ပြီးတော့တကားတစ်ချက်ချင်းစီမှာလည်းပပုကနုတ်လေးရာတွေထွင်းပေးထားပါတယ်ရှင်ဒီခုဘုရားဆောင်ကြီးဆိုင်မှာအသိရှိတယ်ဆို3ရက်အတွင်းပို့ပေးပြီးတော့ install မရှိပါကကြာချိန်3ပတ်ကနေပြီးတော့3လအထိကိုကြာမြင့်ညကျုံးပရိပကဆိုင်ရဲ့အာမခံချက်လေးကတော့ကျုံးမစင်2ဆရောပါတယ်တဘာဝကျုံးတင်နဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်တစ်အကြုံကြွဖြစ်ပြီးတော့တစ်ကွဲအခက်မှုတွေဖြစ်ခဲ့သည်ရှိတော့အာမခံတစ်နှစ်အတွင်းမှာစေဝလက်ခအခမဲ့တစ်ချိန်ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာမိုက်အားပေးနိုင်ပါတယ်ရှင်နောက်မယ့်အစားအခင်းအဆုံး100%ကျွန်းသားစစ်စစ်ကိုပဲပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ညကျုံးပရိပကဆိုင်ရဲ့လိပ်စာလေးကတော့အမှတ်14ထူပေါင်းလမ်း20အနောက်2ညရပ်ကွက်တာကေတာမြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ်ဆိုင်ဖုန်းနံပါတ်လေးတွေကလည်းဗီဒီယိုကောခေါ်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ Facebook Page Messenger ကနေပြီးတော့လည်းဗီဒီယိုကောခေါ်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အထူးအမြတ်ခိုင်ပါ